Hello အားလုံးပဲမင်္ဂလာပါအာဆင်နယ်မြန်မာစပေါ့ပြည်တယ်များအားလုံးမင်္ဂလာပါယခုကျွန်တော်ပြောတော့မယ့်အကြောင်းအရာလေးကတော့ဒီတစ်ပတ်မှာရှင်မြန်ကစားတွားမယ်အာဆင်နယ်တင်းနဲ့ဒါ Brighton တင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်18ပွဲစဉ်ကိုကျွန်တော်ပွဲကြိုတုံးတက်ချက်လေးနဲ့ကျွန်တော်အမြင်လေးနဲ့ရောစက်ပြီးတော့ပြောပြပြီးတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ဒီတစ်ပတ်ကျွန်တော်တို့မြန်မာစံတော်ချိန်စနေနေ့ပေါ့လေမြန်မာစံတော်ချိန်9နာရီခွဲမှာရှင်ပြိုင်တွားမှာဖြစ်ပါတယ်အာဆင်နယ်တင်းရဲ့အိမ်ကွန်း Emirates Stadium မှာရှင်ပြိုင်တွားမှာဖြစ်ပါတယ်ကွန်းနယ်တိုင်းလူကြီးအဖြစ်ဒီပွဲစဉ်ကိုဂျွန်ဘရိုကတာဝန်ယူကင်တွယ်တွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါပွဲစပြောမယ်ပေါ့လေစပြောမယ်ဆိုတော့လူစင်းလေးအရင်ပြောရအောင်လူစင်းကတော့ကျွန်တော်တို့ဒီ Raya ခါရာဘောင်းကပွဲစဉ်မှာအနာပေးခဲ့တဲ့ဂိုရမာ Raya ပေါ့လေ Raya ပွဲထွက်လာမယ်တင်ပါရှိမယ်ဆလီပါရှိမယ်ဟင်ကာပီရှိမယ်ကာလာဖီရိုရီတို့နောက်တန်း4ယောက်နေမှာပွဲထွက်လာမယ်လို့ကျွန်တော်နေထင်တယ်လေတန်း3ယောက်နေရာမှာဆိုရင်တော့ကျွန်တော်တို့ OD ကပွဲထွက်လာမယ်ဇူပါမန်နီနဲ့ Right ပွဲထွက်လာမယ်လို့ထင်တယ်ဒီရှေ့တန်း3ယောက်နေရာမှာဆိုရင်တော့ဒါယောဂရက်ကိုဟိုနေ့ပွဲကနားပေးခဲ့တယ်ဆိုတော့ပဲလေးနဲ့ပွဲစဉ်မှာနားပေးခဲ့တယ်ဆိုတော့ယောဂရက်ပြန်ပါမယ်ဆာကာနဲ့ Trozet တို့ဒါကျွန်တော်တို့ဒီ4တုံးကစားကွက်နဲ့ပဲပွဲထွက်လာမယ်လို့ထင်တယ်ဒီပွဲစဉ်ကတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်အရန်ကြီးဒါအိမ်ဝန်းလည်းဖြစ်တာကြောင့်အရန်ကြီးတော့ပြောစရာတော့အကြောင်းမရှိဘူးဘာလေးပြောချင်တယ်ဆိုတော့ကျွန်တော်တိုက်စစ်ကလည်းကောင်းတယ်ခန်းစစ်လည်းကောင်းတယ်ပေါ့လေခန်းစစ်လည်းကောင်းတယ်နေတိုက်စစ်လည်းကောင်းတယ်နေထားမှာကျွန်တော်အနေနဲ့ဒီအဆုံးတက်ပိုင်းစွမ်းရည်တွေနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်နည်းနည်းပါးပါးလေးရှိတယ်ဗျအာဆင်နယ်ကဒီအဆုံးတက်က3လုံးရရင်လည်း1လုံးဝင်ညမဝင်တာ4လုံးရရင်လည်း1လုံးဝင်ညမဝင်တဲ့အနေထားမျိုးကြတော့ဒီတိုက်စစ်တက်ကြတော့ချန်ပီယံဖလားတွေပါယူဖို့အတွက်ကြတော့နည်းနည်းအဆင့်တော့တိတ်မပြေဘူးဗျတိုက်စစ်အနေနဲ့ဒီထက်ပို့ပြီးတော့ဗောလေဒီဂိုးတွန်းစွမ်းရည်တွေပို့ပြီးတော့ဒီမြင်ရဖို့မျှော်လင့်တယ်ဗောလေတိုက်စစ်ပိုင်းအဆုံးတက်ပိုင်းဂျီဆူးတို့ဒါယောဂရက်တို့ကျွန်တော် Trozet တို့ဆာကာတို့ဗောလေဒီထက်ပို့ပြီးတော့ပို့လုံးနိုင်မယ်လို့ဒါကျွန်တော်အနေနဲ့ထင်တယ်ဗောလေထင်တယ်ပို့လုံးနိုင်ဖို့လဲကြိုးစားတယ်ဗျာအတင်းငယ်တွေနဲ့ပွဲစဉ်မှာကြတော့ဗျာကျွန်တော်တို့ဒီအခွင့်အရေးတွေကများများသရလာနိုင်ပေမဲ့ဗောလေတင်းကြီးချင်းကန်တဲ့ပွဲစဉ်တွေမျိုးဆိုရင်ကျွန်တော်တို့ဒါအခွင့်အရေးကဒါအများကြီးရမှာမဟုတ်ဘူးတလုံးရရင်တလုံးဝန်ဖို့ကန်ဖို့လိုတယ်ဒီလို clinical ဖြစ်ဖို့ finishing ပိုင်းကောင်းဖို့ကလိုတယ်ဗျာလိုဒီလိုအနေထားမျိုးမှာပဲပွဲကဒါအဆုံးဖြတ်ပေးနိုင်မှာဒီလိုမျိုးအဆုံးတက်တွေနဲ့ကြာမှာပဲအဆုံးဖြတ်ပေးနိုင်မှာဆိုတော့ဒီပိုင်းလေးလိုတယ်ဂျန်တဲ့ပိုင်းကတော့ကွန်လက်ပိုင်းလည်းကျွန်တော်အနေနဲ့အားရတယ်ခန်းဆက်ပိုင်းလည်းအားရတယ်ကျွန်တော်အနေနဲ့ဒီပွဲစဉ်လေးကိုတော့ကျွန်တော်အများကြီးကိုခံမှန်းရလဲအများကြီးတော့ဒါကျွန်တော်တော့ဂိုးပြတ်မယ်လို့တော့မထင်ဘူးအာဆင်နယ်တိုင်းသက်ကတိတဲ့အတိုင်းပဲအရန်ကြီးကောင်းတာတော့မဟုတ်ဘူးခန်းစပိုင်းကတော့ကျွန်တော်ကြိုက်တယ်ဗျခန်းစပိုင်းကတော့စလီပါလည်းပြန်ပါပြီဆိုတော့အဆင်ပြေတယ်ဗျအဆင်ပြေတယ်ဂါဘီယယ်တော့ခဏဒီတစ်ပတ်နှစ်ပတ်အတွင်းပြန်လာမယ်လို့ထင်တယ်ကျွန်တော်တော့ဒီအစောဆုံးအနေနဲ့ပေါ့လေလာမယ့်တစ်ပတ်ဒါဘီလာတင်းနဲ့အိမ်ဝန်းပွဲစဉ်မှာပြန်ပါမယ်ထင်တယ်ဒါကန်ဟာဘယ်ကိုအတူတူပေါ့လေကျန်တဲ့ကစားသမားတွေကတော့ပြန်ပါဖို့မလွယ်သေးပါဘူးဘယ်ဂျမန်ပန်ဝိုက်တို့ဟိုဟာတို့ကျွန်တော်တို့ဟင်ကာပြီးလဲအသေးသားတန်ရာရှိတဲ့အနေထားမျိုးကြတော့ကျွန်တော်တို့ဒီပွဲစဉ်တော့ပြန်ပါမယ်ထင်တယ်ဗျဒါပဲလေးနဲ့ပွဲစဉ်မှာပေါ့လေအသေးသားတန်ရာရှိတဲ့အတွက်နီးပြအနားပေးခဲ့တယ်ဒီပွဲစဉ်တော့ကျွန်တော်အနေနဲ့ဒါဟင်ကာပြီးတော့ပြန်ပါမယ်ထင်တယ်ဒီကလွဲချော်မဲ့ကစားသမားတွေတော့ဗျာဘန်ဝိုက်ရှိမယ်ခရစ်စတီယန်မော်စကွဲရရှိမယ်ဒေါင်းမန်ပေါ့လေဒေါင်းမန်တော့နည်းနည်းတော့ကြာအောင်ပါဗျာဒီဘန်ဝိုက်နဲ့ဒါဟိုပါပေါ့လေမော်ကွဲရနဲ့တော့ဒီ3-4ဘက်လောက်တွင်မှပြန်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရလက်ပိုင်းကိုတုံးတက်ရမယ်ဆိုရင်ရလက်ပိုင်းအနေနဲ့တော့ကျွန်တော်ကတော့ဒီ1-0မို့2-0လောက်ပဲမျှော်လင့်နေဗျာခန်းစစ်ကတော့ကလင်းရှစ်ဒါကိုတော့မပေးကြုံဗျာခန်းစစ်ကလင်းရှစ်နဲ့အတူ1-2-0လောက်နဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းတုံးတက်ပေးလိုက်ပါတယ်ဂါနာဖန်ညီကိုတွေဘယ်လိုမြင်ကြလဲဗျာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်တော့တိုက်စစ်ပိုင်း clinical ဖြစ်ဖို့လိုတယ်ဗျာ finishing ပိုင်းကောင်းဖို့လိုမယ်အဆုံးတက်တွေကြဖို့လိုတယ်ဗျာတကူဆိုရင်တကူဒီချာလေးပိုင်နိုင်လေးအတုံးတက်နိုင်ဖို့လိုတယ်ကျန်တဲ့ဒါကွန်းလယ်ပိုင်းနေတိုက်စစ်ပိုင်းကွန်းလယ်ပိုင်းနေခန်းစစ်ပိုင်းနေတော့အရင်ကြီးပြောစရာမရှိဘူးအာဆင်နယ်ကကောင်းပြီးသားဆိုတော့လေဒီတိုက်စစ်ပိုင်းလေးအဆုံးတက်တွေကြတယ်ဆိုရင်ကျွန်တော်မျိုးလဲနဲ့1-0မဟုတ်2-0ကတော့တေချာပေါက်ကျွန်တော်အနေနဲ့ဒီရလက်လေးပွဲထွက်မယ်ဒီရလက်လေးပေါ့လေဖြစ်ပေါ်မယ်လို့ခံမှန်းတုံးတက်လိုက်ပါတယ်ညီကိုတွေအနေနဲ့ဘယ်လိုမြင်တော့ဗျာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပြီးရဖို့ဒီဟွာပေါ့လေကိုခံမှန်းရလက်လေးတွေကိုဒီဗီဒီယိုရဲ့ကွက်မအောင်မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါလို့ပြောကြကြပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်အားပေးဝင်ရန်ပေးလို့ရပါတယ်ဒီကျွန်တော်ရဲ့ Facebook page ဒါ YouTube channel ဒီဟိုပေါ့လေ Telegram channel နဲ့ဟိုပေါ့TikTok account ကိုလည်း like and follow လေးတွေအပေါင်းလေးတွေတို့ subscribe လေးတွေနှိပ်ပေးကြပါအောင်လို့ပြောရနေပဲဒီဗီဒီယိုလေးကိုဆုံးတက်လိုက်ပါတယ်အစင်တစိုက်ကျွန်တော်အားပေးဝင်ရန်ကြားတဲ့ခါနာဖန်ကြီးကိုမောင်နှမများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ